မင်္ဂလာပါဒီကတော့ဒါမြန်မာလိုင်းစဉ်ကနေပြီးတော့ဂျပန်ဆိုင်နယ်လိုင်းစဉ်ပြောင်းမယ်ဆိုလို့ရှိရင်ရင်တော့လိုနဲ့မတူတော့ဘဲနဲ့ဒါမေကွန်90ပြောင်းသွားပြီဆိုတာတော့ပြီးခဲ့တဲ့ဒီ2025ဆယ်လပိုင်းကတည်းကနေပြီးတော့เนาะမေကွန်90ပြောင်းပြီးဖြည့်ရတာကိုတွေ့ရတယ်ပေါ့နော်မေကွန်90ပြောင်းသွားပြီဆိုတော့ဒါရင်တော့တက်ပို့ပြီးတော့ကျက်လာတာကိုလည်းတွေ့ရတယ်ပို့ပြီးတော့လည်းအောင်ဖို့ကမလွယ်တော့ဘူးဆိုတာကိုတွေ့ရတယ်ပေါ့နော်မေကွန်90ကိုမှချို့ကကျွန်တော်ဘယ်လိုပြောရမလဲဆိုတော့မြန်မာလိုဖြေလို့ရတယ်ဆိုပြီးတော့နည်းနည်းပြောနေကြတာမျိုးတွေတော့ရှိရဒါပေမဲ့မြန်မာလိုဖြေလို့ရတယ်ရွေးလို့ရတယ်ဆိုရင်တော့မှအကုန်လုံးမြန်မာလိုရွေးလို့မရနိုင်ဘူးပေါ့နော်10ယောက်ဖြေတယ်ဆိုလို့ရှိရင်10ယောက်လုံးမြန်မာလိုရွေးလို့မရနိုင်ဘူး3-4ယောက်လောက်ကတော့မြန်မာလိုရွေးလို့ရကောင်းရနိုင်မယ် channel တူတွေကပေါ့နော်အင်္ဂလိပ်လိုဖြစ်ဖြစ်ဂျပန်လိုဖြစ်ဖြစ်လိုမျိုးရွေးရတာမျိုးရှိတယ်ပေါ့နော်အကုန်လုံးမြန်မာလိုရွေးလို့မရဘူးပေါ့နော်အင်္ဂလိပ်လိုပဲရွေးမြန်မာလိုပဲရွေးဂျပန်လိုတော့ပါနေမှာဖြစ်တဲ့အတွက်အကောင်းဆုံးကတော့ဂျပန်လိုဒီတိချာချာလေးလောက်ထားမယ်ဆိုလို့ရှိရင်တော့အဆင်ပြေရလို့ပြောလို့ရတယ်ပေါ့နော်ဘယ်ဘာသာကိုပဲရွေးဂျပန်လိုကတော့ပါနေမှာဖြစ်တဲ့အတွက်ပေါ့နော်ဂျပန်လိုကြည်ချင်းညက်လောက်ထားမယ်ဆိုရင်အဆင်ပြေတယ်မေကွန်90ဖြစ်သွားပြီဆိုတော့အရင်တော့ကလိုမေကွန်10ခုလိုမျိုးမလွယ်ကူတော့ဘူးဆိုတော့ပို့ပြီးတော့ခတ်သွားပြီဆိုတော့ခဏကြာတာမျိုးတွေလည်းရှိကောင်းရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးရိုင်းစိတ်ပူစရာတော့မလိုဘူးပေါ့နော်အဲ့လိုမျိုးမန်ကျိုစင်တာရဲ့ရှေ့မှာအဲ့လိုမျိုးသင်တန်းရှိတယ်ပေါ့နော်ဒီစပေါ်မေကွန်းတွေကြီးတက်ပြန်သင်ပေးပြီးတော့ပြန်ဖြေလို့ရတဲ့သင်တန်းမျိုးလေးကိုရှိရပေါ့နော်အဲ့လိုသင်တန်းတက်လို့ရတယ်လို့ပြောချင်တယ်ပြတိကတော့စပေါ်မေကွန်းတွေကြီးလေ့ကျင့်ပေးတဲ့သင်တန်းရှိတယ်ပတ်စံပေးပြီးတော့အဲ့ဒီမှာတက်ပြီးတော့အောင်ပြန်ဖြေလို့ရပါတယ်ပေါ့နော်ဒါကြီးစိတ်ပူစရာတော့မလိုဘူးဆိုပေမဲ့တစ်ချိန်နဲ့ပြီးသွားအောင်ပတ်စံမကုန်အောင်ဒီချာချာလေးလုပ်ထားမယ်ဆိုရင်တော့ပိုကောင်းပါတယ်ပေါ့နော်โอเคကျေးဇူးပါဘိုင်ဘိုင်